Premier League Champions စုကင်မြောက်ဖို့တပွဲသာလိုတော့တဲ့အာဆင်နယ်ကဲအခုဆိုရင်တော့ Premier League ပြိုင်ပွဲကြီးပြီးဖို့တပွဲသာလိုပါတော့တယ်ဒီအချိန်မှာဆိုရင်တော့အာဆင်နယ်အသင်းအနေနဲ့ဇယားထိပ်ဆုံးမှာရပ်တည်နေပြီးအဆင့်နှစ်နေရာက Manchester City အသင်းကိုတပွဲအသာကစားထားပြီး9မှတ်အထိပြန်လည်ဖြတ်တောက်ထားနိုင်ခဲ့ပါပြီဒီနေ့မနက်တနာရီခွဲအချိန်မှာတော့အာဆင်နယ်အသင်းအနေနဲ့2025-2026ဘောလုံးရာသီရဲ့နောက်ဆုံးအိမ်ဝင်ပွဲစဉ်အဖြစ်ဘန်လီအသင်းကိုအိမ်ဝင် Emirates Stadium မှာအခမ်းကစားခဲ့ပါတယ်ဒီပွဲမှာအာဆင်နယ်အသင်းရမှတ်နဲ့ဂိုးရနိုင်တဲ့လောက်စုဆောင်းထားနိုင်ဖို့လိုအပ်တယ်လို့ပြိုင်ဘက်ကလည်းတန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ဘန်လီအသင်းနဲ့ကစားခဲ့ရတဲ့ကြောင့်အာဆင်နယ်အသင်းဂိုးပြတ်အနိုင်ရရှိမယ်လို့မျှော်လင့်ထားခဲ့ကြပေမဲ့ပွဲပြီးဆုံးချိန်မှာတော့ကိုင်ဟာဘက်ရဲ့ပွဲကစားချိန်38မိနစ်မှာသွင်းယူခဲ့တဲ့တလုံးတည်းသောဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်ဒီနေ့ည10:00နာရီချိန်မှာဆိုရင်လည်း Man City အသင်းအနေနဲ့ဖုံးမောက်အသင်းရဲ့အိမ်ဝင်းမှာကစားသွားရမှာဖြစ်ပြီးဒီပွဲမှာသာ Man City အသင်းခြေချော်ခဲ့မယ်ဆိုရင် Arsenal အသင်းအနေနဲ့ပွဲစဉ်38မတိုင်ခင်ချန်ပီယံဖြစ်ပြီလို့ဆိုရမှာဖြစ်တယ်လို့ဒီနေ့ပွဲမှာသာ Man City အသင်းအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ Premier League ရဲ့ချန်ပီယံလူပွဲကိုကျွန်တော်တို့တွေပွဲစဉ်38အထိရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်Premier League ရဲ့ပွဲစဉ်38ကိုတော့လာမယ့်24ရက်နေ့တနင်္ဂနွေနေ့ည9:00နာရီခွဲအချိန်မှာပွဲစဉ်10ပွဲစလုံးတပြိုင်နက်တည်းကစားသွားကြရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို like follow subscribe လေးလုပ်သွားပေးကြပါဦးဗျကျေးဇူးတင်ပါတယ်